ကဲဒါဆိုရင် logo 8လေးဆွဲကြည့်မယ်เนาะအခုဒီဘက်ကပြထားတဲ့8လိုမျိုးပုံစံလေးဆွဲကြည့်ဖို့အတွက်ဒီမှာအရင်ဆုံး ellipse tool ကိုရွေးမယ် fill ကိုကြတော့ none ထားမယ်အရောက်မထည့်ဘူးစာရွက်ပေါ်မှာဆက်ဝိုင်းဝိုင်းလေးဆွဲချင်တာဖြစ်တဲ့အတွက်ကာဆာနီယာချပြီးတော့ရင် shift key နဲ့ order ကိုဖိပြီးတော့မှ drag လုပ်မယ်နေရာလေးပြန်ရွှေ့ချင်တော့ mouse မလွတ်သေးခင်မှာ space bar လေးနဲ့ကိုလိုချင်တဲ့နေရာကိုချလို့ရတယ်ကိုလိုချင်တဲ့အရွယ်အစားရောက်ပြီဆိုရင် mouse လွှတ်မယ်ပြီးတော့မှ shift နဲ့ order အကူ key တွေလွှတ်မယ်လက်ရှိရတာတဲ့ပုံကိုနောက်တစ်ပုံပွားခြင်းနဲ့မူလပုံပေါ်မှာတစ်ထပ်သေးလိုချင်လို့ control နဲ့ C နှိပ်မယ် copy ကူးတယ်တစ်ထပ်သေးပြန်ယူချင်တော့ control နဲ့ F front တစ်ထပ်သေးရအောင်ပြန်ယူလိုက်တာ control ရဲ့ F ရရလာတဲ့ပုံလေးကို wide လေးနဲ့အလဲစင်တာမှာအသေးလေးလိုချင်တဲ့အတွက်ပုံရဲ့အောက်ခြေညာဘက်ထောင်းကနေ order shift နဲ့အတွင်းထဲကိုဆွဲမယ် wide လေးရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီပုံကို control C control F နဲ့ပြန်ပွားမယ်အပေါ်ညာဘက်တောင်းကနေ shift key ကိုဖိပြီးတော့အပေါ်ဘက်ကိုပြန်တက်ပါထိပ်ဖက်ချင်းနှစ်ခုညီနေအောင်ထားမယ်စဝိုင်းနှစ်ခုရဲ့ထိပ်ဖက်ကိုတညီရေးဖြစ်အောင်ထားပေးပါပြီးသွားရင် selection 2ရွေးထားမယ်အလဲကစဝိုင်းသေးလေးကို select ပြန်မှတ်မယ် control C control F ပြီးသွားတဲ့အခါမှာအောက်ခြေညာဘက်တောင်းကနေခုနလိုပဲရှစ်ကီးနဲ့ဆက်ဝိုင်းနှစ်ခုရဲ့ထိပ်ဖက်တညီရဲဖြစ်တဲ့အထိပြန်ထားပေးမယ်အကုန်လုံးကိုအပေါ်ဘက်ဘက်တောင်းကနေမာဂရီနီနဲ့အုပ်ပြီး selection မှတ်မယ် window menu တွေက align အလဲ center တညီရဲလုပ်ချင်လို့ align object မှာ horizontal align center ရွေးမယ်ပြီးသွားပြီဆိုလို့ရှိရင်အခုချိန်မှာအပေါ်ပေတံတွေကနေအလဲ center point တွေကိုအမှတ်တမဲ့ဆွဲချပါပြီးရင်စဝိုင်းလေးကိုဆက်လက်မှတ်ဘယ်ဘက်ပီတန်နေရနေအလေကိုတမှတ်ချရပြီစဝိုင်းအတွင်းနဲ့အပေါ်စဝိုင်းကို selection မှတ်မယ် control C control F ပြီးသွားရင် keyboard က down arrow နေပြီးတော့အလေ center point ကိုရအောင်ထားမယ်ပြီးသွားရင် keyboard ကဘယ်ဘက်လဲရဲ့ left arrow ကိုဖိပြီးတော့အခုရွှေ့လာတဲ့စဝိုင်းလေးရဲ့ဘယ်ဘက်ဆွန်းရဲ့အောက်ကစဝိုင်းရဲ့ဘယ်ဘက်ဆွန်းရဲ့ညီအောင်ထားမယ်ထပ်နေအောင်ပြီးရင် guideline လေးတွေကကလစ်နှိပ်ပြီးတော့ delete key နှိပ်ပြီးတော့ဖြတ်ပေးပါဒီပုံတစ်ခုလုံး margin နဲ့ selection မှတ်မယ် control C ပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်မှာ rotate tool လေးကို double click နှစ်ချက်နှိပ်ပါမယ်နှိပ်ပြီးသွားတဲ့အခါမှာ angle မှာ180 copy လုပ်လိုက်မယ်မူရင်းပုံ degree လှည့်ပါမဟုတ်ဘူးပွားပြီးလှည့်ချင်လို့ copy လုပ်လိုက်မယ်ဒါဆိုရင်ထက်နေတဲ့ပုံလေးကိုအောက်ကိုရွှေ့ဖို့ keyboard က down arrow ဖိထားလိုက်အခုရွှေ့လာတဲ့ပုံရဲ့အပေါ်ထိပ်ဖက် point လေးကဆက်ဝိုင်းအသေးဆုံးရဲ့အောက်ခြေ point ရဲ့ထိနေအောင်ရွှေ့ထားပေးပါပြီးသွားရင် selection 2နဲ့အကုန်လုံးကို marquee နဲ့ selection မှတ်မယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ shape filter တူလေးကိုရွေးပြီးတော့အရင်ဆုံးဒီအတွင်းထဲကဟာလေးတွေကိုဖြတ်ရအောင်တခုတည်းဖြစ်သွားအောင်ဆက်ပေးတာပေါ့နော် point လေးတွေပြီးတော့ရင်အောက်ဖက်ကကြတော့ဒီဟာလေးကတခုဒါတခုဒီထိသွားမယ်ပြီးဒါတော့ဒီ point လေးရပြီပြီးသွားလို့ရှိရင်ဒီအပေါ်ဘက်ကလည်းဒီဟာလေးသူဟာဒီထိသွားမယ်ပြီးရင်တော့ဒီဟာဒီထိသွားပါမယ်ပြီးဒီ point လေးရှိမှာပေါ့နော်ရပြီပြီးရင် selection 2ရွေးဒီမှာ gradient ရွေးမယ်gradient ရွေးပြီးသွားပြီဆိုလို့ရှိရင်ရပြီဒီမှာ stroke ကိုနန်းထားလိုက်မယ်အတွင်းထဲကိုတွင်းထဲကပုံလေးမလိုချင်ဒါလေးကိုကလစ်နှိပ်ပြီးတော့ delete လေးနဲ့ဖြတ်ပေးပါအချိန်ဖန်များဆိုတော့ဖြတ်ရလိမ့်မယ်၄ခါလောက်ပေါ့နော်ကလစ်နှိပ်လိုက် delete နှိပ်လိုက် delete နှိပ်လိုက် delete နှိပ်လိုက်ဟုတ်ပြီပြီးတော့မှဒီ shape လေးတွေကိုများ gradient shape ကိုပြန် change ချင်တယ်ဆိုလို့ရှိရင် window တွေက gradient
gradient မှာဒါမျိုးလေးအတွင်းနဲ့ပေါ့နော်ဒါမျိုးလေးပြန်ချိန်ချင်ရင်လည်း color လေးချိန်လို့ရတယ်ဒါတော့ gradient နဲ့ကိုယ့်ဘောက်ကိုစိတ်ကြိုက် color ပြန်ချိန်လို့ရပါတယ်